အားလုံးပဲမင်္ဂလာပါရှင်အောင် channel ကနေကြိုဆိုလိုက်ပါရရှင်အခုပေါ့နော်ပထမဦးဆုံးဗီဒီယိုတစ်ပုဒ်အနေနဲ့ကျမအရန်ကိုခက်ခဲချက်ရတဲ့ဟင်းတစ်ခုကိုချက်ပြမှာဖြစ်ပါတယ်အခုဟာတော့ပေါ့နော်စီတက်နေရပေါ့အခါချက်မယ်ဆိုတာတော့စောင့်ကြည့်ပေးပါအောင်ရှင်မျိုးစင်းမုတ်ထဲစီတက်တယ်တခါရဲပေါ့နော်ညီကြကြီးကထည့်ဆက်လိုက်ပါရှင်ဒီမှာအမှန်ကြီးမွေးတယ်လို့ခံစားကိုမွေးတယ်လို့ခံစားရလို့ပေါ့နော်အဲဒီရနဲ့မကြီးလေးပါဝေါကနေလောင်းချလိုက်ပါတယ်ပုပ်ဆွနေပါရဲ့ရှင်ဆန်နေတဲ့ချိန်မှာမြည်ရဲစားဘာလဲတမလည်းမရှိဘူးဆိုပြီးတော့ချိုမောက်ကလည်းမရှိကြတာမောက်ကလည်းမရှိအဲ့နဲ့ရှိရဲ့တကြားကိုပဲပတ်ကနေကောက်ထည့်လိုက်ပါရဲ့ရှင်ပြီးရင်မွေးပါမယ်ဟုတ်ပါပြီမွေးပါမယ်ပြီးပေါ်လုံးငံပြားကြီးထပ်ထည့်ရပေါ့နော်ပြားကြီးထပ်ထည့်ပါရဲ့ရှင်ညီးပါတယ်ရပြီဆိုတော့အတွက်အတင်းကြော်ထားတဲ့ကြက်ဥနှလုံးကောက်ထည့်လိုက်ပါတယ်ပြီးတော့ပြုတ်ထားတဲ့ကလုံးလေးပါထည့်လိုက်ပါတယ်ရှင်အဲ့ဆိုတော့ရပြီပေါ့နော်ဟုတ်ကဲ့ပါရှင်ရတာရှိတဲ့တစ်ခွက်လေးဆက်ကြပါရှင်ထားလို့လည်းကောင်းပါဦးရှင်ကောင်းပါရဲ့ဒီနေ့နေကုန်ပါပါရဲ့ရှင်